Ok, alo mấy mình là nhá, cho nó đi nè, biểu mà đó, mà cái giá này, suno AI này, để xem luôn review, cho nó biểu mà phải bài, không có bài, bắt mau rồi, không nó đi xem online bản ấy, không nó đi xem bên biển, sao ba mà, suno đâu con lười xả lại ba, ấy đâu con lười xả lại ba, suno đâu con lười xả lại ba, ok, biết rồi nó. ဝင်ပြီးတော့မိတ်ဆွေကတော့အကောက်တစ်ဖွင့်ရမယ်ပေါ့ဗျာကျွန်တော်ကတော့ကောက်ဖွင့်ပြီးသားမလို့ကောက်တော့ဖွင့်ပြတော့ပါဘူးအဲ့ထက်ဝင်ပြီးတော့ကောက်ဖွင့်လိုက်ပါပြီးရင်ဟိုဘေးက73စက်ကလေးကိုနှိပ်ပြီးတော့ desktop site ကိုပြောင်းထားဖို့လည်းလိုပါတယ်ဟိုပေါ်မှာ73စက်ကလေးကိုနှိပ်ပြီး desktop site ကိုပြောင်းထားဖို့လည်းလိုပါတယ်ဟုတ်ကဲ့ပြီးတော့ရင်တော့ဒီမှာ create ဆိုတာရှိရဗျာအဲ့မှာ create ဆိုတာရှိရ create ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါခွေးဆိုလေးတစ်ချက်နှိပ်လိုက်ပါဟိုကကျွန်တော်ဆိုတစ်ချက်နှိပ်လောက်တာအများကြီးပဲဗျာကိုကတစ်ချက်တစ်ထက်မှာဆိုရင် audio တစ်ချက်နှိပ်လိုက်ပါ audio တစ်ချက်နှိပ်ပြီးရင်အလဲကအဲ့လိုဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ photo and video ရွေးလိုက်ပါပြီးတော့ရင် gallery ကမရုံလုံးနဲ့ပေါ့ဗျာ music ထည့်ရလို့ပေါ့ဗျာကျွန်တော် gallery ကိုနှိပ်ဆန်းနှိပ်ပြလိုက်တယ်ဗျာလောက်ချင်လည်းရပါတယ် gallery ရဲ့တခြင်းရှိရင်လည်းရ music ထည့်တခြင်းရှိရင်လည်းရပါတယ်ဘယ်တခြင်းဘယ်ထည့်တခြင်းပဲဖြစ်ပါmusic ကိုတခြင်းနှိပ်လိုက်မယ်music ကိုတခြင်းနှိပ်ပြီးတော့ရင်ကျွန်တော်စောနာတောင်းထားတဲ့တခြင်းတစ်ပုံရှိရပါဗျာအဲ့ဒီ channel ကိုupload လုပ်လိုက်မယ်ဗျာအချင်းလေးကို upload လုပ်လိုက်မယ်ဗျာခဏလေးကိုစောင့်ပေးပါဗျာဟိုကမရဘူးဗျအခြား upload တခုကိုထည့်ခိုင်းတာဗျာအဲကြောင့်မို့ကျွန်တော်ကဟိုဂျိုလေးရဲ့ဟွာကိုပဲကျွန်တော်ပြန်ပြီးတော့ထည့်လိုက်မယ်ဗျာထဲမှာဆိုရင်အဲ့ဘေးမှာရှိရဲ့ဟိုဗလဲအဲ့ဟာဟိုတခြင်း file လေးကိုဖိပြီးတော့ထည့်လိုက်ရင်ရတော့ပါပြီဒီနော်ဗာတခြား line ဆိုတော့တခြင်းစာသားတွေဗျာတခြင်းစာသားတွေဒါပေမဲ့ဒီဟို AI ကဘယ်လိုပြောမလဲတခြင်းမြန်မာလူကြီးကတားမပြီးဘူးဗျာအဲ့အတွက်ကြောင့်ဘယ်လိုပြောမလဲတခြင်းဟိုသူများတခြင်းကိုဖြည့်စည်းရမျိုးပါမျိုးလို့ပြောခါမှာကြောက်ရင်တော့အဲ့ line ကိုအဲ့မဲ့အမှိုက်ပုံလေးရှိပါတယ်အဲ့ထဲကနေပြီးတော့ delete လုပ်လိုက်ပါဟိုမှာအောက်ကစတိုင်ဆိုတော့ကိုကဗာအဲ့တခြင်းကိုဗာနဲ့လုံးမှာတော့ဘလူစတိုင်အတန်စတိုင်နဲ့လုံးမလားဒါမှမဟုတ်တခြားဘယ်ဒုတိယပစ္စည်းမျိုးစုံပဲဖြစ်ဖြစ်ဗျာအဲ့စတိုင်ထဲမှာကိုကြိုက်တဲ့ဟို background လေးထည့်ပြီးတော့ generate လို့ create လုပ်လို့ရပါတယ် generate လုပ်လို့ရပါကျွန်တော်ဟိုပုံမှာရှိရဗျာ music ပုံလေးနဲ့ coin ဆို220လားမရှိရဗျာ280လား220လားမသိဘူးနဲ့သေးနေဗျ220နဲ့တူရအလောက်ရှိရဗျာမိတ်ဆွေကအကောင့်စဖွင့်ချင်းဆိုရင်တော့ဘယ်လိုပြောရမလဲဟွာ90ပဲရမှာဗျာ90ပဲရမှာဒါပေမဲ့တချင်းတစ်ပုံနှစ်ပုံလောက်ထုတ်ပြီးသွားပြီဆိုရင်တော့ဘာဖြစ်မှာဗျာအဲ့ဟာလူတိုးသွားမှာဗျာတိုးသွားမှာအဲ့လိုမျိုးဟိုထွက်သွားပြီဗျာကျွန်တော် create လုပ်လိုက်ပါပြီအဲ့တော့တချင်းတစ်ပုတ်ထွက်လာရဗျာထွက်လာပြီးတော့အဲ့တချင်းကို download ဆိုရင် library ကိုတစ်ချက်ဝင်လိုက်ပါ library ကိုတစ်ချက်ဝင်ပြီးတော့ရင်အဲ့တချင်းဘေးမှာရှိရ73စက်ကလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ရင် download ကလေးဆိုတစ်ချက်နှိပ်လိုက်ပါdownload ဆိုလေးကိုတစ်ချက်နှိပ်လိုက်ပါဒါတော့ကျွန်တော်ဟိုမှာ wine လေးလည်နေသေးရဲ့ဗျာဟိုအပေါ်ဆုံးနှစ်ပုတ် wine လေးလည်နေသေးအဲ့ wine လေးလည်နေရကိုပြအောင်တော့ခဏစောင့်လိုက်ပါအောင်ဗျဟိုဝိုင်းလေးကရက်သွားပြီဆိုတော့ down ပြန်ကိုရဲ့ဖုန်းထဲကိုပြန် down လို့ရပြီပေါ့ဗျာdown လိုက်ပါမယ် MPD audio ဆိုတာရှိရောအားလို့ချက်နှိပ်လိုက်ပါ MPD audio ဆိုတာရှိပါအဲ့လိုတစ်ချက်နှိပ်လိုက်ပါ73စက်ကလေးကိုတစ်ချက်နှိပ်ပြီးရင် download ဆိုလေးနေ MP3 audio ဆိုလေးအပေါ်ဆုံးမှာရှိရဲ့ MP3 audio ဆိုလေးကိုတစ်ချက်နှိပ်လိုက်ပါ download အောက်က download anyway ဆိုလေးကိုတစ်ချက်နှိပ်လိုက်ပါ
download ကကျွန်တော်ကတောင်းထားပြီးသားမို့ download လို့ပြနေရပါ open ဆိုတော့ရတော့ပါပြီခင်ဗျာဟုတ်ကဲ့